Hello everyone, hello my welcome back ပါဆိုတော့ခင်းနဲ့မတွေ့ရလဲကြာပြီပေါ့နော် video မလုပ်ဖြစ်တာလဲကြာပြီအဲ့တော့ဒီနေ့ video လေးပြန်လုပ်ဖြစ်တယ် retrograde ကာလကလည်းရောက်တော့မယ်ပေါ့နော်အဲ့တော့ခင်းနဲ့တူတူကြည့်ကြမယ်ပေါ့နော်ဒီကာလအတွင်းမှာဘယ်လိုအမျိုး energy လေးတွေရှိမလဲပေါ့နော်အဲ့ဒါလေးကိုကြည့်ကြမယ်ဆိုတော့ okay စကြမယ်ပေါ့နော်okay cleansing လေးနည်းနည်းလုပ်ထားပေါ့နော် energy လေး okay ဆိုတော့retrograde ကာလအတွင်းမှာ energy တွေပေါ့နော်အဲ့ဒါလေးကိုနည်းနည်းကြည့်ကြမယ်โอเคretrograde ကာလအတွင်းမှာဆိုလို့ရှိရင်အတိတ်ကလူတွေပြန်လာတတ်တယ်အတိတ်ကလူတွေပြန်လာတတ်တာမျိုးကိုခေတွေ့ထားရပေါ့နော်အတိတ်ကလူတွေ EH တွေရီစာဟောင်းတွေတငယ်ချင်းအဟောင်းမိတ်ဆွေဟောင်းတွေပြန်လာတာမျိုးကြုံရတတ်တယ်ပေါ့နော်ကိုတွေးချင်နေတဲ့လူကိုတောင်းတနေတဲ့လူကိုအနေနဲ့ပေါ့နော်မျောလင့်ထားတဲ့လူမျိုးငါဒီလူနဲ့တွေးချင်လိုက်တာဒီလူနဲ့ပြန်ဆုံချင်လိုက်တာအဲ့လိုပုံစံမျိုးပေါ့နော်အတိတ်ကကိစ္စတွေအတိတ်ကခံစားချက်တွေအတိတ်ကလူတွေပေါ့နော်လူတွေလို့လည်းပြောလို့ရတယ်ခံစားချက်တွေလို့လည်းပြောလို့ရတယ်အတိတ်ကဖြစ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဒီကာလအတွင်းမှာပြန်ပြီးခံစားမိတာမျိုးတွေအဲ့လိုမျိုးတွေရှိနိုင်တယ်ဆိုတာမျိုးတွေ့ထားရပေါ့နော်အတိတ်ကလူတွေပြန်ရောက်လာတာအတိတ်ကခံစားချက်တွေပြန်ရောက်လာတာမျိုးတွေရှိနိုင်တယ်ပေါ့နော်အတိတ်ကကိစ္စတွေကိုပြန်လဲပြီးတော့တွေးမိတာမျိုးပေါ့နော်ခင်မြဲပြောနေကြတိုင်းဆိုလို့ရှိရင်ငါဒီနေရာဒီချိန်လေးပါဒီလိုမျိုးလုပ်ခဲ့လို့ရှိလို့ရှိရင်ကောင်းပါဆိုပြီးတော့ဒီကာလအတွင်းမှာပေါ့နော် depression တွေဝင်နေတာ pressure တွေဝင်နေတာမျိုးပေါ့နော်အဲ့ချိန်မှာဒါအဲ့လိုမျိုးလုပ်ခဲ့လို့ရှင်ဒီချိန်လောက်ဆိုလို့ရှင်ဘယ်လိုမျိုးဖြစ်နေမှာဆိုများသောအားဖြင့်တွန်းပြကြတာမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်အတိတ်ကမလုပ်လိုက်ရတဲ့ကိစ္စတွေကိုကိုယ့်အနေနဲ့ပြန်ပြီးတော့တွေးပြတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေတွေ့ရတယ်နောက်ထပ်တစ်ခုကကြတော့ကိုလောက်ထားတဲ့အရာတွေကိုစီပြန်ရောက်လာတာမျိုးတွေရှိလိမ့်မယ်ကိုလောက်ထားကိုကကောင်းခြင်းတွေလောက်ထားတာမျိုးကိုကကောင်းခြင်းတွေလောက်ထားရဆိုလို့ရှိရင်တော့ကောင်းခြင်းတွေပြန်ရောက်လာတာမျိုးကိုမကောင်းတာတွေလောက်ထားလို့ရှိရင်တော့မကောင်းတာတွေပြန်ရောက်လာတာမျိုးအဲ့လိုမျိုးချိန်ကာလဖြစ်တယ်ပေါ့နော်အချိန်ကဘယ်လိုပြောမလဲဒီကာလအတွင်းမှာအတက်အကျဖြစ်နေရမျိုးလေးရှိနိုင်ပါတယ်အတက်အကျဖြစ်ပြီးတော့ပေါ့နော်ကန်ကောင်းလိုက်ကန်ဆိုးလိုက်ကန်ကောင်းလိုက်ကန်ဆိုးလိုက်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးခြားလေးတိုင်းမှာရှိရဲဆိုတာမျိုးတချို့တွေခြားတာလေကန်ကောင်းတာမျိုးလေးတွေကိုခံစားရနိုင်တယ်မထင်မှတ်ပဲနဲ့ပေါ့နော်ပတ်စံနေဝင်တာမျိုးအဲ့လိုပုံစံမျိုးလေးတွေကိုတွေ့ရတယ်ပေါ့နော် yes မထင်မှတ်ပဲနဲ့ပတ်စံနေရတာပတ်စံနေဝင်တာအလောက်ကင်နေမှာလीအဆင်ပြေနေတာမျိုးပေါ့နော်တချို့တွေဆိုလို့ရှိရင်လေအလောက်ကင်နေမှာအဆင်ပြေတာမျိုးတွေရှိလိမ့်မယ်ဒီလားရုပ်တရက်ကြီးကွာဒီလားထူးထူးခြားခြားကြီးကွာအလောက်ကိုင်းရကွာကောင်းသွားတာမျိုးအရင်တော့မကောင်းနေဘူးဒါပေမဲ့ရုပ်တရက်ကြီးကောင်းလာတာမျိုးအဲ့လိုမျိုးလေးတွေရှိမယ်ဒါပေမဲ့တစ်ဖက်မှာလဲပေါ့နော်အဲ့လိုမျိုးအလောက်ကိုင်းနေကောင်းလာတာနဲ့အများကိုအနေနဲ့ပူပန်ရတာလေဆိုရတော့ကရောက်တာလေအိစာရက်တွေပုံများလာတာမျိုးရှိနိုင်တယ်ရွေးချယ်စရာတွေများရတာမျိုးပေါ့နော်ရွေးချယ်စရာတွေများရတာမျိုးဆိုတာကွာဒီလားရွေးချယ်စရာနှစ်မျိုးလောက်ရတာမျိုးဥမာငါဒီဘက်ကိုသွားရမလားဟိုဘက်ကိုသွားရမလားမသိတာမျိုးပေါ့နော်အလုပ်ကိစ္စနဲ့ပဲဖြစ်စေငွေကြေးနဲ့ပဲဖြစ်စေအရာမှာကွာကိုယ့်ရဲ့ဘယ်လိုပြောမလဲစုံဖြတ်ရမယ့်ကိစ္စတွေဖြစ်လာတာမျိုးအိစာရက်တွေများလာတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်တွေပညာရေးတွေဒါတွေမှာနည်းနည်းလေးတက်လာမယ်ဆိုပေမဲ့တစ်ဖက်မှာလည်းပေါ့နော်ခုနကပြောတဲ့ depression တွေဝင်ရတာမျိုးတွေအတွေးတွေများရတာမျိုးတွေအဲ့ဒါမျိုးတွေရှိလာနိုင်တယ်ဆိုတာမျိုးတွေ့ထားရပေါ့နော်ဒါအကောင်လုံးတော့မဆိုလို့ခြင်းဘူးခုနကခေပြောတယ်လို့မျိုးပေါ့နော်
ကိုယ့်ရဲ့ကန်ပေါ်မှာလည်းမူတယ်ကိုယ့်ရဲ့ကန်ကကောင်းနေတယ်ဆိုလို့ရှိရင်တော့ထိုးတက်သွားတာမျိုးရှိနိုင်တယ်တချို့ကြတော့ကိုယ့်ရဲ့ကန်လေးကနည်းနည်းလေးအဆင်မပြေနေတာမျိုးအဲ့လိုပုံစံမျိုးပေါ့နော်မကောင်းနေတာမျိုးလို့တော့မပြောချင်ဘူးဖျားတရားလေးတော့များများလောက်ပေါ့နော်အဲ့လိုမျိုးရှင်နေမျိုးမှာဆိုလို့ရှိရင်ကန်လေးကနည်းနည်းလေးကျနေတာမျိုးအဲ့ဒါမျိုးလေးတော့ရှိနိုင်တယ်ဆိုတာမျိုးပြောချင်တာပေါ့နော်ဆိုတော့လေ okay reverse ကြနော်ဆိုတော့ဘယ်လိုမျိုးလေးတွေ့ရလဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ခံစားချက်တွေအတွေးတွေခုနကပြောသလိုအတွေးတွေပေါ့နော်မျှတရမယ့်အတွေးတွေပေါ့နော်မမျှတတာမျိုးနှစ်ဖက်ရွေးချယ်ရမယ့်အခြေအနေမျိုးတွေမှာလေမျှတတာရွေးချယ်ရမယ့်ကိစ္စတွေပေါ့နော်ကိုယ်အနေနဲ့အုံနောက်ကိုဦးစားပေးပြီးရွေးချယ်ရမှာမျိုးတွေမှာကိုကစိတ်ခံစားချက်ပေါ့နော်ကိုယ့်ရဲ့စိတ်ခံစားချက်အလိုလျောက်ဖြစ်လာတဲ့စိတ်ခံစားချက်ကိုဦးစားပေးလိုက်ငါဒါရွေးချယ်နေတယ်ထင်နေရပဲပေါ့နော်ဒါကိုရွေးချယ်ခြင်းတယ်လို့ထင်လိုက်တာပဲအဲ့ဒီဟာကိုအဲ့နောက်ကိုလိုက်သွားတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့မမျှတတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ကိုယ်အနေနဲ့မျှတဖို့လိုနေတယ်ကိုယ့်ရဲ့အုံနောက်ပေါ့နော်ကိုယ့်ရဲ့ thinking ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီချိန်မှာမျှတတာကိုယ့်ရဲ့စိတ်ခံစားချက်တွေလည်းမျှတတာဖြစ်ဖို့လိုနေအရင် overthinking ဖြစ်တာတို့အရင် anxiety တွေများတာ depression တွေဝင်တာ pressure တွေပြီးတာဒီကာလအတွင်းမှာ retrograde ကာလအတွင်းမှာတော့ဖြစ်မယ်ဒါပေမဲ့အဲ့ဒါကိုကိုယ်အနေနဲ့ပြန်ပြီးတော့ထိန်းညှိဖို့လိုတယ်ဒီကာလအတွင်းမှာတော့လေအဲ့လိုမျိုးအတိတ်ကလူတွေပြန်ရောက်လာမယ်ကန်ကတက်လိုက်ကြလိုက်နဲ့ကန်ကောင်းချင်တဲ့နေကန်ကောင်းနေမယ်ကန်မကောင်းချင်တဲ့နေကန်မကောင်းဘူးအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းတွေကလည်းအဆင်ပြေလိုက်မဆင်ပြေလိုက်ပညာရေးမှာဆိုလို့ရှိရင်လည်းကိုကတော့1ရလိုက်တော့2ရလိုက်နေအဆင်ပြေသလိုလိုမပြေသလိုလိုဖြစ်မယ်အဲ့လိုမျိုးအခြေအနေတွေရှိတယ်ခုနကပြောသလိုအတိတ်ကလူတွေကြောင့်ပြန်ရောက်လာလို့စိတ်ညစ်ရတာမျိုးအဲ့လိုမျိုးရှိမယ်အဲ့ဒါတွေကိုကိုယ့်အနေနဲ့ထိန်းညှိရမယ်ဒီလိုမျိုးပြဿနာတွေခံစားချက်တွေဒီကံကောင်းခြင်းမကောင်းခြင်းတွေကိုကိုယ့်အနေနဲ့ထိန်းညှိဖို့လိုတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီကာလအတွင်း energy မှာကိုယ့်အနေနဲ့မထိန်ညှိနိုင်မဲနဲ့ depression ကြီးကြရဲဆိုလို့ရှိရင်လေကြရဲတိုင်းနေတာမျိုးpressure ကြရဲဆို pressure ကြရဲတိုင်းနေတာမျိုးအဆင်မပြေဘူးဆိုလို့ရှိရင်လေစိတ်တွေတောကရောက် anxiety တွေဝင် overthinking တွေဖြစ်ပြီးတော့အဲ့တိုင်းနေတာမျိုးအဲ့လိုမျိုးတွေရှိနိုင်တယ်အဲ့တော့ကြောင့်အဲ့လိုမျိုးမရှိဖို့ကိုတတိပေးချင်တယ်ပေါ့နော်ကိုပြန်ပြီးတော့ထိန်းပါအဲ့မျိုးပြောချင်တယ်ပေါ့နော်ကိုပြန်ပြီးတော့ထိန်းသိချင်ပါတယ်Okay. ဆိုတော့ဒီရက်ပိုင်းတွင်ပတ်စံကတော့ဝင်လိုက်မယ်ပတ်စံကြီးကဝင်မယ်ဒါပေမဲ့ပြန်ပြီးတော့လည်းထွက်ပါမယ်တော်တော်လေးကိုထွက်မယ်ကိုယ့်ရဲ့အလှပရေးရာကိုယ့်ရဲ့လှပရေးရာလေကိုယ့်ရဲ့ပေါ့နော်တခြားသောအရာတွေမှာပတ်စံကြီးအရန်ထွက်ပါလိမ့်မယ်ပတ်စံကြီးထွက်လွန်းလို့စိတ်တက်ကြရတာမျိုးတွေရှိမယ်ကံကကွာပတ်စံရမယ်ကံကရှိတယ်ရလိုက်2သိန်းရတယ်ဆိုလို့ရှိရင်3သိန်းလောက်ထွက်နေတာမျိုးရဲ့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ဒီကာလအတွင်းမှာမမျှတတာကြီးအရန်များလိမ့်မယ်မမျှတဘူးလို့လုံးဝခံစားလုံးဝ balance ကိုလုံးဝ line ညှိလို့မရတော့အောင်ကိုဖြစ်လိမ့်မယ်ကွာဒီလားအဲ့တော့ကိုကတက်နိုင်ဆုံး balance ဖြစ်အောင်နေပေါ့နော်အဲ့ဒါလေးတော့ရှိတယ်ကိုပဲစူးစမ်းရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုပဲအားကိုရမယ်ကို balance ဖြစ်အောင်ပြန်ပြီးတော့ညှိရမယ်ဆိုတဲ့ကာလလေးဖြစ်တယ်ပေါ့နော်ပတ်စံကတော့အရန်ဝင်မှာဆိုတာမျိုးတွေ့တယ်ဒါပေမဲ့ထိုနည်းတူပဲအရန်လိုက်ထွက်ပါလိမ့်မယ်ခုချိန်မှာအောင်ထွက်နေပြီခေရတော့တော့ရတော့ပြန်ပြီးတော့ skin care ဖို့နဲ့ကုန်တော့မယ်ကိုကတော့တော့အဲ့လိုမျိုးတွေရှိရပေါ့နော်ပတ်စံတော့တော်တော်လေးထွက်လိုက်မယ်အတိတ်ကလူတွေအတိတ်ကခံစားချက်တွေရောက်လာမှာတော့ထပ်ပြောချင်တယ်ပေါ့နော်အဲ့ဟာကြီးကတော့တချို့တွေဖုံးကွယ်ထားတဲ့အမှန်တရားတွေပေါ်လာနိုင်ခြေရှိရဖုံးကွယ်ထားတဲ့ကိစ္စတွေပေါ့နော်ကိုယ့်အနေနဲ့ကွာဒီလားဖုံးကွယ်ထားတာတစုံတယောက်ကိုပေါ့နော်တစုံတယောက်ကိုပဲဖြစ်စေသူမှအချစ်ရေးတွေပါဆိုလို့ရှိရင်အချစ်ရေးတွေပါညာပြောရမယ်ဆိုလို့ရှိရင်အချစ်ရေးမှာဆိုလို့ရှိရင်လူနှစ်ယောက်ရွေးချယ်ရတာမျိုးရှိနိုင်တယ်အဲ့ချိန်ကြလို့ရှိရင်အုံနောက်ကိုဦးစားပေးလို့ပြောချင်တယ်ပေါ့နော်အတိတ်ကလူပြန်ရောက်လာတာမျိုးအတိတ်ကလူပြန်ရောက်လာတဲ့ EH ရောက်လာတဲ့အခုလက်ရှိရေးသားနဲ့ရွေးရမယ်အဲ့လိုပုံစံမျိုးတွေရှိမယ်ပေါ့နော်အဲ့မျိုးတွေရှိမယ်နောက်တစ်ခုကကြတော့ဒီကိုဖုံးကွယ်ထားတဲ့အမှန်တရားကိုရဲ့လေဒီမှာဘာပြောရလဲကိုယ့်ရဲ့ intuition ကိုပဲယုံကိုပဲယုံဆိုတဲ့ပုံစံမျိုးအရင်များတယ်เนาะကိုပဲယုံ
ကိုနောက်ွယ်ရနေပေါ့နော်ဓာတ်နဲ့ထိုးမဲ့လူတွေရှိရယ်ဆိုတာမျိုးတွေ့ရတယ်နောက်ကျောဓာတ်နဲ့ထိုးမဲ့လူတွေကိုကလေအရှိကိုပဲမြင်ရကွာဒီလား like ကနောက်ကဟာတွေကိုမမြင်ရဘူးကွာအဲ့အတွက်ကြောင့်မလို့ကွာအဲ့ဒါလေးကိုတတိထားကိုအနောက်ကိုလေတစ္ဆာဖောက်မဲ့လူတွေတစ္ဆာဘယ်လိုပြောမလဲတစ္ဆာဖောက်မဲ့လူတွေနောက်ကျောဓာတ်နဲ့ထိုးမဲ့လူတွေရှိတယ်အဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ intuition ကိုယုံဒီကာလအတွင်းမှာလေ intuition ကတော့နည်းနည်းအားနည်းနေရမျိုးတွေတော့ရှိနိုင်နေဒါပေမဲ့တချို့လူတွေ intuition အားရန်ကောင်းနေဆိုပြီးကိုယ့်ကိုထင်ထားတဲ့လူဆိုအားနည်းနေရမျိုးရှိနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ချရတဲ့နေရာတွေမှာလည်းကိုယ့်ရဲ့ intuition ကိုမယုံနဲ့အောင်ပေါ့နော်မယုံနဲ့အောင်လို့ပြောချင်တယ်ဘာလို့ဆိုတော့ခုနကခေပြောသလိုပဲပေါ့နော်အုံနောက်ကိုပို့ပြီးဦးစားပေးလိုက်ပါဒီချိန်မှာတော့ပေါ့နော်ပို့ပြီးမျှတအောင်ပို့လုပ်ပေါ့နော်ဆိုတော့ကဲဆက်ကြည့်အောင်နောက်ကျောဓာတ်နဲ့ထိုးမဲ့လူတွေရှိတယ်ကိုဖုံးခွဲထားတဲ့အရာတွေကပေါ်လာနိုင်ကြီးရှိတယ်ပေါ့နော်ကိုဖုံးခွဲထားတဲ့အရာတွေကိုတစ်စုံတစ်ယောက်ကဖွင့်ချလိုက်တာမျိုးရင်အဲ့ဒါမျိုးရှိနိုင်တယ်ဆိုတာမျိုးတွေ့ထားရပေါ့နော်ဆိုတော့ဒီကာလအတွင်းမှာကလေကို healing လုပ်ရမယ့်ကာလလည်းဖြစ်တယ်ပေါ့နော်ကို healing လုပ်ရမယ့်ကာလမျိုးဖြစ်တယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်လေကိုကအရင်နေ depression တွေဝင်နေတာခုနကပြောသလိုကွာ depression တွေဝင်နေရ pressure တွေဝင်မယ်အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့ feeling တွေကိုတော့ balance မလုပ်နိုင်တာမျိုးငွေကြေးတွေဘာလို့မပြောဘူးကွာခံစားချက်တွေပေါ့နော်ခံစားချက်တွေကို balance မလုပ်နိုင်တာမျိုးယူချင်တယ်လို့ကြောင်ကျင်တယ်လို့ဖြစ်တာမျိုးပေါ့နော်အဲ့ဒါတွေကိုကိုယ့်အနေနဲ့ balance လုပ်ရမယ်လုံးဝအောင်မှာ balance လုပ်ရမယ်ကို healing လုပ်ရမယ်ငါဒါတွေကိုဘာလို့ဖြစ်နေရလဲငါဖြစ်လို့မရအဲ့လိုပုံစံမျိုးပေါ့နော်သိရမလားတော့ကိုလှုပ်တဲ့တာလောက်ရမှာပေါ့နော်ကိုစိတ်ကိုသိနေရမယ်အချိန်မျိုးဖြစ်တယ်ပေါ့နော်ကိုကမှယူရှင်သလိုဖြစ်နေတယ်လို့မျိုးကြောက်နေသလိုဖြစ်နေရမျိုး depression တွေကြာပြီးတော့ဒီလိုက်မိုးလိုက်တွေဖြစ်နေရမျိုးအဲ့ဒါမျိုးတွေဆိုလို့ရှင်ကိုပြန်ပြီးတော့ထိန်းချုပ်ရမယ်ဆိုတဲ့ကာလတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရက်ပိုင်းတွင် group တွေနဲ့လောက်ရတာမျိုးမှာလောက်တွေပါဆိုလို့ရှင် project တွေနဲ့လောက်ရတာကျောင်းတွေပါကျောင်းတက်နေတဲ့ကလေးတွေဆိုလို့ရှင် project တွေလောက်ရတာမျိုး group life project တွေ group project တွေလောက်ရတာမျိုးတွေရှိတယ်လူများနဲ့ဆက်ဆံရမျိုးတွေရှိတယ်ဒါပေမဲ့အဲ့ဒါလေးကတတိထားပါကိုနောက်ကျောဒါနဲ့ထိုးမဲ့လူတွေဝင်ရောက်လာနိုင်တာမျိုးရှိတယ်ဆိုတာမျိုးလည်းရှိတယ်ပေါ့နော်ကောင်းတဲ့လူတွေဝင်လာနိုင်တာမျိုးလည်းရှိတယ်လို့မကောင်းတဲ့လူတွေဝင်လာနိုင်တာမျိုးလည်းရှိတယ်ဆိုတာမျိုးသိထားရပေါ့နော်ဒီရက်ပိုင်းတွေကတော့အလုပ်ရမ်းများပါမယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရအလုပ်တရားလေးမနိုင်မနေကိုစီကိုဝင်လာတာမျိုးလောကအောင်မှလေစက်ပိတ်သိမ့်နေအောင်မှကိုမှလေ stock လို့ပြောရင်တော့မရတော့အောင်ကိုဝင်มาမျိုးတွေရှိတယ်အလုပ်တွေအရမ်းများမှာအလုပ်တွေကတော့အရမ်းများလာနိုင်ကြီးရှိရပေါ့နော်ဆိုတော့အလုပ်တွေအရန်များလာနိုင်တာမျိုးတွေရှိတယ်အရန်ရောက်မှများလာပြီးတော့လုံးဝ stock လို့ပြောလို့ရှိရင်တော့မရမယ့်အခြေအနေမျိုးတွေရှိရပေါ့နော်အလုပ်တွေအရန်များ pressure တွေအရန်များအကုန်လုံးများပြီးတော့bishop that မှာကတော့ကိုအနေနဲ့ဒီကာလအတွင်းပါလေအဲ့လိုမျိုးပြိုလဲခြင်းတလို့မျိုးတွေဖြစ်လိုက်မယ်ဒါ bishop that ဖြစ်တဲ့ကြောင့်မို့ပြိုလဲမယ်လို့တော့မပြောဘူးကွာပြိုလဲခြင်းတလို့မျိုးတွေဖြစ်မယ်လို့ပဲပြောချင်တယ်ဒါပေမဲ့ကအောက်ဆုံးမှာကthe tower ကအောက်မှာ empire ရှိတဲ့အတွက်ကြောင့်ပြိုလဲခြင်းပေမဲ့ကိုယ့်မှာလေ foundation ကောင်းရှိတယ်ဒီအခြေအမြစ်ကောင်းရှိရပေါ့နော်ကိုသိတဲ့စိတ်ကိုယ့်ရဲ့ intuition နေကိုယ့်ရဲ့ healing လောက်နိုင်စွမ်းနေပေါ့နော်ကိုယ့်ရဲ့ဒီမှာကန်လေးရလဲကောင်းနေရဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးရှိရတဲ့ကြောင့်မလုံးလုံးကြီးပြိုလဲကျသွားမှာတော့မဟုတ်ဘူးကိုပြန်ပြီးတော့ထိန်းယူနိုင်လိမ့်မယ်ဒီမှာပေါ့နော်ကိုယ့်ရဲ့ foundation လေးရလဲကောင်းနေကိုယ့်ရဲ့ foundation လေးရဆိုတာလေကိုယ့်ရဲ့အုတ်ချင်လေးကိုယ့်ရဲ့အတွင်းစိတ်လေးထဲမှာပေါ့နော်မျောလင်းချက်လေးရှိနေတာမျိုးထားပါတော့ဒါအဲ့ဒါမှပြောပြရပါပေါ့နော်မျောလင်းချက်လေးရှိနေတာမျိုးအဲ့အတွက်ကြောင့်မလို့ကိုကရက်တည်နိုင်သေးတယ်ပေါ့နော်လုံးဝကြီးပြိုလဲကျသွားတာလုံးဝကြီးလဲကျသွားလဲပြိုကျသွားတာမျိုးမဟုတ်ပဲနဲ့ကို healing တွေပြန်ယူပြီးတော့ပြန်တည်ဆောက်ရမယ့်ကာလမျိုးဖြစ်တယ်ပေါ့နော် depression တွေများတာတော့နည်းနည်းများလိမ့်မယ်ကိုအရန်လေးbalance မလုပ်နိုင်တဲ့အချိန်ခါမျိုးလည်းဖြစ်လိမ့်မယ်ဒါပေမဲ့ don't worry ပါအရာအလုံးကိုပြန်ပြီးတော့ထိန်းညှိပါthe star ပေါ့နော်ပြန်ပြီးတော့ healing လုပ်ပါကိုအေးချမ်းမဲ့နေဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ခေတို့ဒီကာလအတွင်းပေါ့နော် sex scale လေးဒီမှာဘယ်လိုမျိုး sex scale လေးလောက်အောင်လဲဆိုတော့မျိုး
Okay, clean your space. ကိုယ့်ရဲ့ဘယ်လိုပြောမလဲ space ပေါ့နော် bedroom တို့ဒီစာကြည့်စပွဲတို့အဲ့ဒါလေးကိုတနက်ရှင်း clean your space ရှင်းပါဆိုပြီးပြောထားတာမျိုးပေါ့နော်ရှင်းလင်းပါဆိုပြီးပြောထားတာမျိုးတွေ့ရတယ်ပေါ့နော် okay သုံးကတ်တောက်ကြရပေါ့နော် positive affirmation တွေနားထောင်ပေါ့နော်ဒီကပိုင်းတွင်စိတ်တက်ကြနေရမျိုးလေးတွေရှိလိမ့်မယ်ဒီကာလတွင်ပေါ့နော်စိတ်တက်ကြနေရမျိုးလေးတွေရှိလိမ့်မယ်အဲ့အတွက်ကြောင့်မို့ affirmation တွေများများလေးနားထောင်ပေးပါpositive affirmation တွေပေါ့နော်ကိုချစ်တတ်အောင်အဲ့လိုပုံစံမျိုးပေါ့နော် positive affirmation တွေများများနားထောင်ပေးပါနောက်တစ်ခုကကျတော့ sound healing ကကြတော့ဒီလိုမျိုးအပြင်မှာသွားလုပ်လို့ရတာမျိုးတွေလည်းရှိတယ်ဒါပေမဲ့ကိုကအပြင်မှာသွားမလုပ်နိုင်ဘူးချိန်မပေးနိုင်ဘူးဆိုလို့ရှိရင်ဒီ YouTube တို့မှာပေါ့နော် YouTube တို့မှာ sound healing လုပ်ရှာလိုက်လို့ရှိရင်အတန်လေးတက်လာလိမ့်မယ်အမှနှစ်ချက်လေးနဲ့ပေါ့နော်နားထောင်အမှ healing လုပ်ပေါ့နော်ဒီမှာ healing တွေကတော့ပါရနော်ခုနကတားရကြည့်တော့လည်းခေပြောခဲ့တယ် healing လုပ်ပါကိုစိတ်ကို healing လေးလုပ်ပေးပေါ့နော်နောက်တစ်ခုကကျတော့ drink tea ဒီလက်ဖေးပေါ့နော်လက်ဖေးမဟုတ်ပါtea ဆိုတာရင်းနှီးချမ်းတောက်ပြီးတော့အေးချမ်းလေးပေါ့နော်မိုးရွာရဲ့အချိန်ကြီးဆိုရင်းနှီးချမ်းလေးနဲ့ပေါ့နော်ကိုယ်စိတ်ကိုစောင်းဟီးလင်းလေးနားထောင်ပြီးအဲ့ဒီတန်စင်လေးတွေကိုနားထောင်ပြီးတန်စင်မဟုတ်လို့ရှိရင်တော့ကွာအဲ့လိုမျိုးဒီဘယ်လိုပြောမလဲဘိုးကိုဟိုဖြစ်နေထားပါတော့အေးဟာမျိုးလေးနားထောင်ပေါ့နော်နားထောင်မျိုးအေးချမ်းလေးနေဆိုရပုံစံမျိုးပေါ့နော်ကိုယ်စိတ်ကိုဒီကာလအတွင်းမှာပေါ့နော်ခေပြောချင်တာကိုယ်စိတ်ကိုပို့ပြီးတော့take call လုပ်ပါကိုစိတ်ကိုပို့ပြီးတည်ငြိမ်အောင်ပေါ့နော် retrograde ထဲကိုရောက်လို့ရှိရင်အဲ့လိုမျိုးပဲပေါ့နော်ကိုစိတ်တွေကိုကယူရှင်တယ်လို့ကြောက်ရှင်တယ်လို့တကယ်ဖြစ်တယ်ပေါ့နော် KD ရဲ့ပိုင်းနေတာ okay လည်းဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့် video တွေမလုပ်ဖြစ်တာဖြစ်တယ်ပေါ့နော်ဆိုတော့တတိထားပါaffirmation လေးတွေများနားထောင်ပေးပေါ့နော်ကိုယ်စိတ်ကိုတချို့တွေကျ affirmation နားထောင်တာတိတ်ပြီးတော့သဘောမကျတဲ့လူတွေရှိရပေါ့နော်အဲ့လိုမျိုးရှိရလူတွေရှိမလားမသိဘူး KR တကယ်သဘောမကျတဲ့နေရာမှာပါတယ်ပေါ့နော်အချိန်ပေးပြီးနားမထောင်ပြဘူးဆိုလို့ရှိရင်လည်းမှန်လိုက်မယ်ပေါ့နော်ဒီ sound healing တို့ဘာလို့ကိုတော့နားထောင်ပြတယ် affirmation ကတော်တော်လေးနားမထောင်ပြတဲ့နေရာမှာပါတယ်ပေါ့နော်ကဲထွက်လာဆိုကိုယ့်ရဲ့ကိုယ်ခံပညာပေါ့နော်ကိုခံပညာဆိုတာကလည်းဒီဘောက်ဆင်တို့ဘာလို့ထပ်စားလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးကိုပြောချင်လဲဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာပို့ပြီး strong ဖြစ်အောင်တိဆောက်ပေါ့နော်စိတ်ပိုင်းဆိုင်ရာပို့ပြီး strong ဖြစ်အောင်တိဆောက် physical ဘိုင်းအောင်မလုံနိုင်ဘူးဥမာဘောက်ဆင်တို့ဂျင်တို့ဘာညာပေါ့နော်အဲ့ဒါကြီးကိုမလုံနိုင်ဘူးဆိုလို့ရှိရင်တော့ physical ဘိုင်းအောင်မလုံနိုင်ဘူးဆိုလို့ရှိရင် mental ဘိုင်းပေါ့နော်ကိုယ့်ရဲ့စိတ်ကိုပို့ပြီးတော့ strong ဖြစ်အောင်လုပ်ပါ strong ဖြစ်အောင်လုပ်ဖို့ဆိုလို့ရှိရင်ဒီ meditation ပေါ့နော်တရားထိုင်တာတို့ဒီ affirmation တွေနားထောင်တာတို့ positive thinking တွေတွေးတာတို့ကိုယ့်ရဲ့စိတ်ကိုကြည်လင်စေမဲ့အရာတွေကိုလုပ်တာမျိုးပေါ့နော်အဲ့ဒါမျိုးလုပ်ပေးပါspend time with friend တငယ်ချင်းတွေနဲ့အချိန်ဖြုံးမှာပေါ့နော်တငယ်ချင်းတွေနဲ့ဖုန်းတွေနဲ့ဘာနဲ့ဖြုံးတာမျိုးထပ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် tarot reader လေးတွေပါမယ်ထင်တယ်ပေါ့နော်ဒီ video ကြည့်ရတဲ့လူတွေထဲမှာ tarot ကိုစိတ်ဝင်စားတဲ့လူတွေရဲ့အဲ့လိုမျိုးပါဆိုတငယ်ချင်းတွေကို tarot ဟောပေးတာတို့tarot ဟောပေးတာတို့သူတို့နဲ့ book game လေးတွေကစားတာမျိုးပေါ့နော်ဒီရင်းနှီးချမ်းလေးတွေဒီမုတ်လေးတွေလှုပ်ရှားပြီးတော့ပေါ့နော်သူတို့နဲ့တူတူအချိန်ဖြုံးတာမျိုးကိုလှုပ်ပေးတဲ့တယ်ဆိုတာမျိုးတွေ့ထားတယ်ပေါ့နော်ဆိုတော့ကိုတယောက်တည်း retrograde ကိုဖြတ်တန်းရမှာမဟုတ်ဘူးလူတွေအကုန်လုံးဖြတ်တန်းရမှာဖြစ်တဲ့ကြောင့်တငယ်ချင်းတွေလည်းအဲ့လိုမျိုးစိတ်ကြကြတာမျိုးတွေရှိတယ်စိတ်ကြကြနေရမျိုးတွေ depression တွေဝင်နေရမျိုးတွေရှိတယ်ဆိုလို့ရှိရင်သူတို့နဲ့တူတူဒီအချိန်လေးဖြုံးပေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ case မှာဒါတော့လာမေးချင်လို့ရှိရင်တော့ခေရဲ့ဒီ Telegram လေးကိုလာပြီးတော့မေးလို့ရတယ်tarot reader တယောက်ဖြစ်ဖို့စိတ်ဝင်စားရဲဆိုလို့ရှိရင်လည်း tarot class လေးကို join လို့ရတယ်ပေါ့နော်ဆိုတော့အားလုံးပဲဘိုင်ဘိုင်မှာနောက် video မှာပြန်ပြီးတော့ဆုံတွေ့ကြမယ်ပေါ့နော်တကယ်လို့video တွေဘယ်လို video မျိုးတွေလောက်ခိုင်းစီခြင်းလဲပေါ့နော်လောက်ခိုင်းစီခြင်းတဲ့ video မျိုးလေးရှိရဆိုလို့ရှိရင်လည်း comment အောင်မှာပြောခဲ့လို့ရတယ်ပေါ့နော်ဆိုတော့အားလုံးပဲဘိုင်ဘိုင်မှာနောက် video မှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်